ကဲဒီနေ့မှာတော့ကျွန်တော်တို့ season 10ရဲ့ဒီ mission item လေး3ခုကိုဘယ်လိုယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့ပါမယ်ဆိုတော့ဗီဒီယိုစလိုက်ရအောင်ပါနော်ပထမဆုံးအနေနဲ့တော့ဘယ်လိုတော့မှဒီ drone လေးရှိမှရပါမယ်ဒါမှ mission လုပ်ဖို့အဆင်ပြေမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ map ရဲ့ဒီနေရာမှာပေါ့နော်ကဲဒီနေရာရောက်ပြီဆိုတော့ဒီအောက်ကိုဆင်းမယ်ကဲဒါဆိုဒီရှေ့ဒီအခန်းထဲမှာရှိမယ်နော်ဒီခန်းထဲဒီအောက်နားလေးမှာအဲ့ဒီနဲ့ဒီ drone လေးနဲ့တွားကြည့်မှာပဲရမှာဆိုတော့ drone လေးကိုတုံးမယ်ဒီ drone မောင်းတဲ့ခါကျရင်တေချာလေးမောင်းမရမယ်ကျွန်တော်တို့က50ခါလောက်ရှေ့ပွဲတွေကကျင့်ခဲ့ရတယ်တေချာလေးမောင်းတက်လိုက်တယ်ဟုတ်ဖြစ်တယ်တပွဲသူက9ခါပဲမောင်းနေတယ်ပထမတစ်ခါသူကဥမာရေထဲပြုတ်ကြတော့လို့ဆင်မရဘူးဆိုတော့အကြောင်းမို့တေချာလေးမောင်းမရပါမယ်အဲကုန်းမော်လေးတွေတက်ပါမယ်ဒီခါအောင်ရောက်ပြီဆိုရင်ဒီအောက်နားလေးမှာကုတ်လေးရှိတယ်ဒီကုတ်လေး screenshot လေးရိုက်ယူလိုက်မယ်ကျွန်တော်ဒီကောင်နံပါတ်ဲလို့ပြီးတော့ပြီဆိုရင်အခန်းနောက်တစ်ခန်းတော့ပေါ့ဒီဘက်နဲ့တွားလိုက်ရင်လည်းညဒီဆိုင်မှာဒီခန်းပါနော်ဒီခန်းကိုဖွင့်တယ်ကဲဒီခန်းအောင်ရောက်လာပြီရောက်လာဆိုဒီရှေ့နာတကားကုတ်တစ်ခုကျန်နေဒီတကားကုတ်ကိုကျတော့ဒီပြန်ပြီးတော့ဘိန်းလေးနဲ့လိမ့်ပြီးရှားမှာမယ်ဒီမှာဆိုရင်ဒါဒီနားမှာဆိုရင်နံပါတ်4နံပါတ်4တလုံးရှိတယ်ပြီးရင်ရှေ့ဆက်သွားမယ်ဒီတိုင်းဒီနားလေးကိုခုံပြီးတော့ကူးမှရမှာလေဟိုဘအမောင်းလိုမြည်ထဲမှာပြုတ်ကြဟာနေတယ်သူကတပွဲကို9ခါပဲမောင်းရရေထဲပြုတ်ကြတယ်ဆိုရင်သူကပြက်သွားရင်နောက်တစ်ခါထပ်မောင်းအဲ့လိုဆိုရင်အဲ့လိုထပ်မောင်းတဲ့ခါကျရင်သူက9ချိန်နဲ့ရဆိုတော့တပွဲမှာ9ချိန်ဆိုတော့ကိုအကူတစ်စိတ်မောင်းမှရမယ်မမောင်းတော့လို့တင်ဟောဖြစ်မှာဗျအဲ့ဆိုရင်ဒီနားမှာနံပါတ်တစ်လုံးရှိမှာဒီနားမှာလည်းနံပါတ်4ပဲဒီမှာ number 4နှလုံးရပြီစီးပတ်သွားမယ်ဒါဆိုရင်ဒီနားမှာနံပါတ်3လုံးရှိတယ်ပေါ့နော်မပေါ်ရောက်ကွယ်ရင်တော့ရှင်းနေနေအောက်ဆင်းလိုက်ဟောနံပါတ်9ဒါဆိုရင်ကနန်း3လုံးထည့်ရတော့ပြီ449ပါနော် Extraction point located. Move. ဒီနားမှာကsorry 449 Okay ပွန်နိုင်ဆိုတော့ဒီဘက်ကိုသွားမယ်ဒီဘက်လေဒီဘက်ကိုသွားမယ်ဒီဘက်နေပဲသွားမှာပေါ့
ညနေတော့အခုနဘိန်းလိမ့်လာတဲ့နေရာတွေလာတာဒီဘိန်းလေးနဲ့ထိုးခွက်လိုက်ပြီးဒီအိတ်ကတ်ထဲမှာဒီစားရနေရတယ်ဒါလေးကိုယူစေးပေါက်တဲ့ထည့်လိုက်ပါမယ်ယူပြီးတော့ပြန်ထွက်ဒါဆိုရင်အကောင်ထမ်းပြီးတော့ဒါ extraction လုပ်ရမှာနော်ကဲရပြီဒါဆိုမရှင်ပြီးတော့ပါပြီ Situation in sector has exceeded controllable parameters. Draw from AO. ပွဲပြီးတော့ပြီဆိုရင်ဒါသူမက်ဆေ့ဘောက်ထဲမှာလာပို့လိုက်3ခုဟိုဘိန်းလေးကတက်ပေးတဲ့တစ်ခုနော်ကိုစီမှာရှိတာတစ်ခုတက်ဆိုတော့2ခုရမှာပေါ့သူပေးတဲ့တစ်ခုကိုစီမှာရှိတဲ့တစ်ခုဆိုတော့2ခု